ကြည့်ဗျဒီမှာညီမရောင်းနေလေအမဘာလို့အတင်းဝင်ရောင်းနေတာလဲဟဲ့ဒီ customer ကမနေ့ကငါ့ကိုဈေးမေးထားလေအဲ့ဒါမို့ငါရောင်းတာဘာဖြစ်လဲဘာဖြစ်ရမှာလဲအမရဲ့မနေ့ကအမကိုပဲဈေးမေးရမလေစေနာရှိပြီဆိုရင်ကိုမစားရရင်နေပြီစီအရန်ကိုကြွေးကျင်မွေးကျင်တာစေရနာမရှိလို့ကတော့စက်ပေတုံးလို့ကြွေးလည်းမကြွေးကျင်ညင်လည်းမမြင်ကျင်မအေးပြီဆိုတော့ငါ customer ဆိုတာနင်မသိဘူးလားအားအမရဲ့ဒီဆိုင်ရပစ္စည်းကိုလာဝယ်လို့ကျမဒီဆိုင်ရပစ္စည်းကိုရောင်းတာလေအဲ့အောင်အမကိုအလုပ်လာတယ်ဟာလေအမမရှိဘူးဆိုပြီးကျမက customer ကိုမရောင်းဘူးပြန်လွှတ်လိုက်ရမှာကျေးဇူးတင်ပါတယ်သမီးရဲ့အမနဲ့အကိုရဲ့အကျိုးစီးပွားကိုကြည့်ပေးတဲ့အတွက်လေဟုတ်ကဲ့ပါမဟုတ်တယ်ငါညီမရဲ့စုအခုလိုဖြစ်သွားတယ်ဆိုတာလဲစုကိုအကိုလိုအပြစ်မပြဘူးအကြီးကအကိုနဲ့အမရဲ့ပေါ်ရောက်မှုအများကြီးပါတယ်ဟုတ်ပါတယ်သမီးရဲ့အဲ့အတွက်သမီးကပဲဒီမှာရှိတဲ့ကလေးတွေကိုဆက်ပြီးတော့ကြည့်ပေးအောင်နော်အဲ့အတွက်သမီးကိုလည်းအားကိုးမယ်နော်သမီးဟုတ်ကဲ့ပါမစိတ်ချတော့ကိုနဲ့မညီမကလေအလုံးလုံးပြီးဆိုရင်ကိုယ်ဆိုင်လိုသဘောထားပြီးတော့လှုပ်တာမှရဲ့အကိုနဲ့မအပြင်သွားရင်ပဲဖြစ်ဖြစ်လေစရင်အင်အားစတစ်ချက်တစ်ပြားမှမကွာစေရအောင်စိတ်ချနော်ညီမကလေအလုံးလုံးပြီးဆိုရင်တိကျမအောင်ကြိုက်တာစိတ်ချနော်ကိုနဲ့မကျေးဇူးပါကွယ်ကြည်ပါရဲ့ဆက်လာလေဟိုအာလူငဖဲအေးကောင်းလိုက်တာဘာထွက်လာသေးလဲငဖဲအော်မပလကားကြည့်ရတာဒီနဲ့ကျဲဦးနဲ့ကျွတ်သားလေးကလည်းမိုးရင်းနေရပဲအေးအဲ့ဒါစားညီမလေးတို့သမီးစားနေကြပြီလားဟုတ်မငါညီမစားဖို့မအိမ်ကနေလက်ဖက်ကိုရှယ်နှက်လာတာကဲရော့နေနေစားကျေးဇူးတင်ပါတယ်မလေစေနာရှိပြီဆိုရင်ကိုမစားရရင်နေပြီစီအရန်ကိုကြွေးကျင်မွေးကျင်တာစေရနာမရှိလို့ကတော့စက်ပေတုံးလို့ကြွေးလည်းမကြွေးကျင်ညင်လည်းမမြင်ကျင်မတတ်ထားလည်းမတတ်ထားအမအဲ့ဆိုရင်ဒီကြွေပြားလို့ညီမပေါင်းချက်တစ်ခါလေးဖွင့်လိုက်တော့မယ်နော်ဟုတ်အဲ့ဆိုညီမနဲ့လိုက်ခတ်ပေးနော်နော်ဟုတ်ဟေးအမဈေးလာဝယ်တာလားဟုတ်တယ်မနေ့ကပစ္စည်းလေးယူပြီးတော့လေငွေလေးမလောက်လို့ဒီနေ့မှလာထပ်ယူတာအော်မနေ့ကဈေးမေးထားတဲ့ကိစ္စဒီနေ့မှလာဝယ်ရလားအဲ့ဆိုရင်ဘောင်းချဖွင့်ပေးမယ်လေလာမကြည့်ဗျဒီမှာညီမရောင်းနေလေအမဘာလို့အတင်းဝင်ရောင်းနေရလဲဟဲ့ဒီ customer ကမနေ့ကငါ့ကိုဈေးမေးထားလေအဲ့ဒါမို့ငါရောင်းတာဘာဖြစ်လဲဘာဖြစ်ရမှာလဲအမရဲ့မနေ့ကအမကိုပဲဈေးမေးရတယ်ဒီနေ့ကညီမနဲ့ဆင်ပြေလို့ခုပေါင်းချတော့ဖြတ်တော့ခုကအမတက်တက်ကြီးမရဲ့ဟဲ့ဘာတက်တက်ကြီးလဲနင်ငါ့ကိုစကားပြောပမာမခက်မလေးမစားနဲ့လူဘာဝလို့လူဘာဝလဲကျမမဟုတ်ဘူးအမလူဘာဝနေတာနင်မစကားပြောအေးအမလည်းအမလူဘာဝနေနင်မစကားပြောအမလည်းဘာဖြစ်နေကြလဲဘာဖြစ်နေကြကြီးပြန်နေဆူဆူရဲဆူဆူဘာဖြစ်ကြလဲလို့ဘာဖြစ်ရမှာလဲဒီမှာငါရောင်းနေတဲ့ customer အတင်းဝင်လို့ရောင်းနေလေဟဲ့ဒီ customer ငါမနေ့အရင်တွေ့ထားလို့ငါ့အရင်ဈေးမေးထားလို့ငါရောင်းတာလေဘာဖြစ်လဲနင်အဲ့ငါ့ကိုဘာလို့လာပြောနေရလဲဟိုတော့ချက်တော့မကြည့်ပါရဲ့ customer ရှိမှာမကောင်းပါဘူးအေးစိတ်လျှော့ပါဟုတ်ပါရဲ့အဲ့ဆိုမရှိပါဘူးဆက်ရောင်းလိုက်တော့နော်ဘာဆူဆူရဲကောင်မနည်းနည်းလေးရောင်းတော့ဝယ်တက်လာနေငါ့အောင်များခြေရလာတိုင်းကျင်လေဟမ်ခြေရလာတိုင်းလို့များရမယ်များထင်နေတာကြည်ပြအောင်များဘာမှတ်နေလဲမရဲ့အားနာပါရဲ့လားမထင်မအေးမြင့်မအေးမြင့်ကငါ့ရဲ့ customer ပဲဟဲ့340ဘိုးတော်ဝယ်ပါဟဲ့မအေးမြင့်ပေါင်ချောဘယ်သူဖွင့်တာလဲဟဲ့တင်စားနီနီမအေးမြင့်ပေါင်ချောဘယ်သူဖွင့်တာလဲလို့အော်မမညီမမဖွင့်ဘူးအဲ့ဆိုဘယ်သူဖွင့်လိုက်တာလဲဟိုကျမရောင်းလိုက်တာလေအမရဲ့ဘာဖြစ်လို့လဲမအေးမြင့်ဆိုတော့ငါ customer ဆိုတာနင်မသိဘူးလားအော်အမရဲ့ဒီဆိုင်ရပစ္စည်းကိုလာဝယ်လို့ကျမဒီဆိုင်ရပစ္စည်းကိုရောင်းတာလေအဲ့ဒီအောင်အမကိုအလုပ်လာလို့လားဘာလဲအမမရှိဘူးဆိုပြီးကျမက customer ကိုမရောင်းဘူးပြန်လွှတ်လိုက်ရမှာလားအော်မဲသခေါ်အများလူပြန်ဟစ်လို့မအေးမြင့်ဆိုတာလေဒီဝင်းထဲမှာနေတတူကလာဝယ်နေတဲ့ customer ငါမရှိရင်နောက်ရမှလာဝယ်ဖို့နင်ကြောက်မရဘူးလားဟမ်နင်ဒါတက်ခိုးလိုက်တာနော်သခေါ်အမစကားအစင်ကျင်ပြောနော်ဘာကျမကိုသခေါ်မှလဲကျမဘာမှခေါ်ပြီးရောင်းစရာအကြောင်းမရှိဘူးအမမရှိတော့ကျမရောင်းပေးတာပဲရှိတယ်အမလူကြီးစကားပြောနော်အမဒီမင်းငါရှင်းပဲပြောမယ်ငါမရှိရဲ့ချိန်ငါရဲ့ customer ကိုဘသူပဲရောင်းငါစိတ်နဲ့တယ်
နင်မဟုတ်ရင်ရပြီ အမကလေလူလေးနဲ့ကြောက်ကလေးနဲ့မလိုက်ဘူးတော်လို့ပတ်တာပဲအမရဲ့ ကတော့ဒီမှာမတ်ကြည့်ဗျတင်စာပြောပါအောင်မယ်အခုကမတ်ကြည့်ဗျရောင်းနေတာဆွဆွကဝင်လို့ရောင်းတာမဟုတ်ဘူးလေမတ်ကြည့်ဗျမရှိလို့ဆွဆွကရောင်းတာအဲ့ဒါဘာတွေများဖြစ်ဟမ်အမတတ်မဲ့ညစ်နေတာပဲလူကြီးလူကောင်ပိသားဆံပါ ဟဲ့မင်းဒီဆိုင်လို့ပြောနေရလဲ မစီပါနဲ့တင်စားရဲ့တော်ပါတော့အချင်းချင်းနေပြောတော်ပါတော့ဟောတော်ပါတော့ ဒီမဲ့ညီအားလုံးသိအောင်ငါတခုပဲပြောလိုက်ဒီဆိုင်ကိုငါ့ကိုအကုန်နဲ့မှယုံကြည်လို့အကုန်လုံးပုံအပ်ပေးထားတာဒီဆိုင်ရဲ့စီးပွားရေးကိုလည်းငါပဲကဲတင်ပေးထားတာနော်ညီတို့သဘောပေါက်တယ်နော်ညီမကြီးရတယ် ချီတော့မှဖြစ် ဒီကဖြစ်တော်ပါတော့တော်ပါတော့ဘာလို့စီပါနဲ့ဆူဆူရဲလာပါပြော ဒီလိုပြောနေမှမကြောက်ဘူးလား ဘာလဲနေကမျိုးကိုလိုက်ပြီးပုတ်ဆက်နေရတယ်အဲ့မင်း ကောင်မတွေဟဲ့တင်းလေးစိတ်ဘူးတော့ကောင်ငါမျောကိုကောင်းလိုက်တယ်ညီငါ့ကိုပြန်ခံမပြောနဲ့ဟမ်ကိုယ့်ကဲကြီးကိုညီလွန်လုံးအကြီးရနော် အမမတရားမပြောနဲ့ပြစ်ဆိုင်မှာအမအကြီးမဟုတ်ဘူးလား ဘာဖြစ်ကြလဲဘာဖြစ်ကြလဲဟဲ့ဘာဖြစ်ကြလဲခဏနေပါဦးတမီးတို့ဘာဖြစ်ကြလဲ အပြည့်ရမှာလဲအမရဲ့ဒီမရောင်းနေတာအတင်းဝင်လို့ပြီးတော့ရောင်းနေလေ ဝင်လို့ရောင်းနေဟဲ့လားညီကငါတက်စနမခဏခဏဝင်လို့ရောင်းနေရလေညီကဖြစ်တယ်လားဟမ်ညီအခုကျမအမရှိမှလာပြီးတော့နာတတ်ကြမနေနဲ့ မကြည့်တာအဲ့လိုမျိုးမတရားမပြောနဲ့ကျမကလေချိန်ပြောရတယ်မကြည့်တာပေါ်မှာကျမတက်တက်လောက်ခဲ့တာတခါမှမရှိခဲ့ဘူးမကြည့်တာမရှိလို့ကျမတက်တက်ဆက်ဆက်ရောင်းပြီးသွားတာပဲရှိတယ် တိုက်ဆိုင်နေဟုတ်လားတိုက်ဆိုင်နေဆိုရင်လေတစ်ခါဆိုရင်တော်ပြီပေါ့အခုကတစ်ခါလည်းမကနှစ်ခါလည်းမကနဲ့ညီတိုက်ဆိုင်တာလွန်လုံးအောင်ကြီးတယ်ဟမ်အခုကျမအမရှိမှမျက်ရည်လေးဆန်းဆန်းနဲ့သူတော်ကောင်းရောက်ဆောင်ပြီးတော့ပဲလူသေးဆက်တွေလာခင်းပြမနေနဲ့ကောင်းမရဲ့ဟမ်ဒီမဲ့ညီခါတိုင်းရက်တွေမှာလေငါ့ကိုတခုံးမဲ့ကျန်ပြန်ခံပြောနေတဲ့အမှုရာတွေကိုအမရှိမှအခုလောက်ပြလေညီတက်တက်ကိုအမရှိမှအကယ်ဒမီလာယူပြမနေနဲ့ဟောတော်ပြီရှောက်တယ်မရဲ့ဒီဆိုင်မှာအဲ့ကောင်မရှိနေသေးသေးကျမဆက်ပြီးတော့လုံးမလုံးနိုင်တော့ဘူးအဲ့ကောင်ကအတန်ကိုလည်းမစားချင်ဘူးတက်နေတော့လည်းကျမမမြင်ချင်ဘူးအမတက်ရလောက်ထောင်လားကျမလည်းထွက်ရမလားပြော ဟဲအဲ့လိုမလုပ်ကြပါနဲ့ဘယ်သူ့အမလည်းအမမထုတ်ဘူးဘယ်သူမှလည်းထွက်စရာမလိုပါဘူးအမတစ်ချက်အကုန်နဲ့တိုင်ပင်ပြီးတော့တမီးတို့ပြန်ပြောပေးပါမယ်နော်ဒီနေ့တော့တမီးတို့စိတ်လေးနည်းနည်းလျှော့ပြီးတော့နည်းနည်းစောစောလေးရုံးဆင်းလိုက်နော်တမီးနည်းနည်းလေးစောပြန်လိုက်တော့တမီးလည်းပြန်နားလိုက်နော်တမီးလည်းကြည်ပြလည်းပြန်နားလိုက်နော်ဒီနေ့တမီးတို့အရန်ပင်ပန်းနေပြီနော်တော့အမပြန်ပြောပေးမယ်နော်အကုန်နဲ့တိုင်ပင်ပြီးအမတေချာလေးပြန်ပြောပေးပါမယ်တော့ကြည်ပြတော့တမီးပြန်နားလိုက်တော့ယောက်ျားရဲ့စိတ်ညစ်ပါတယ်စီးပွားရေးလေးကအဆင်ပြေကမှရှိသေးတယ်အခုဒီမှာစိုးစိုးရေးနဲ့ကြည်ပြားနဲ့နေတိုင်းကိုရန်ဖြစ်နေတယ်ကျမလည်းဘယ်လိုလုပ်ရမှန်းမသိတော့ဘူးအခုလည်းမှကြည်ပြားအလုပ်ထွက်တော့မယ်တဲ့ ဒီလိုလောက်ကွာယောက်ျားတို့မှာရှိတဲ့ပစ္စည်းတွေကိုထူခွဲရောင်းချပြီးတော့စိန်ဝင်းစတာဆိုပြီးစိုင်ခွဲတစ်ခုထပ်ဖွင့်လိုက်အဲ့ဒီမှာကြည်ပြားကိုအုပ်ချုပ်ခိုင်းလိုက်စိုးစိုးရေးတော့ဒီဆိုင်မှာပဲဆက်ထားလိုက်အဲ့လိုခွဲပြီးမှပဲရတော့ပါ အေးချမ်းမစိုးဘူးနော်အေးပါယောက်ျားရဲ့ဘယ်လိုပဲဖြစ်ကောင်းမှုဖြစ်လာတာပဲနော် အေးပေါ့ကွာဒီလိုပဲသဘောထားရတော့မှာပေါ့နော်အဲ့ဒါပဲဆက်လုပ်လိုက်ပဲ အော်သမီးအဆင်ပြေရဲ့လား ပြေးပါတယ်မ အေးမနေ့ကအကိုနဲ့အမနဲ့မီတင်လောက်တာလေးသမီးကိုပြပြချင်လို့ခေါ်လိုက်တာ ဟုတ် မမတို့ကတော့ဒီလိုလေးဆုံးဖြတ်လိုက်တယ်ပေါ့နော်ဟိုဘက်နာမှာမတို့စိန်ဝင်းစတာဆိုတဲ့နောက်ထပ်ဆိုင်ခွဲလေးတစ်ခုထပ်ဖွင့်မယ်အဲ့ဒါကိုတော့မက်ကြီးပြားအကြီးဖြစ်တဲ့အတွက်မက်ကြီးပြားကိုမှဦးစီးဖို့အတွက်လွှတ်လိုက်မယ်ပေါ့နော်သမီးကတော့မမနဲ့ပဲဒီမှာပဲစိန်ဝင်း trading မှာပဲအတူတူလုပ်ကြမယ်ပေါ့နော်အဲ့လိုလေးဆိုသမီးအဆင်ပြေလား ပြေးပါတယ်မဟုတ် ဟိုဘက်မှာ decoration လုပ်နေတဲ့အချိန်တွင်းမှာတော့လေသမီးကိုမမတစ်လားလောက်ပေါ့နော်အိမ်မှာခဏပေးနာမယ်ပေါ့အဲ့အတွက်လည်းမမလာစားလုံးဝမဖြတ်ဘူးနော်သမီးဟိုဒီလိုမျိုးမမတို့ဆုံးဖြတ်လိုက်တဲ့အဓိကရွယ်ချက်ကတော့သမီးတို့နှစ်ယောက်ဒီမှာထပ်ပြီးတော့တွေ့နေမယ်ဆိုရင်ထိတ်တိုက်ထပ်တွေ့နေရန်နေထပ်ပြီးတော့ဖြစ်နေမှာဆိုလို့လေအဲ့အတွက်မမကသမီးတို့စဉ်းစားပြီးတော့အဲ့လိုလေးဆုံးဖြတ်လိုက်တာပေါ့နော်ဒါဆိုရင်သမီးအဆင်ပြေရဲ့လား ပြေးပါတယ်အမားတို့အဆင်ပြေတယ်လို့ပဲလောက်ပါ ဒီပါသမီးလည်းဝမ်းသာလိုက်တယ်နော်အဲ့ဆိုသမီးအဲ့တိုင်းလေးမမကိုလိုက်ပြီးတော့နေပေးပါနော်ကျေးဇူးအများကြီးတင်တယ်နော်သမီးအဲ့ဆိုသမီးလုံးဆန်ရှာသွားလို့တော့နော်အော်သမီးကိုခေါ်ရတဲ့အကြောင်းလေးကမနဲ့အကိုနဲ့မနေ့ကမီတင်လောက်တာလေးပြောချင်လို့ ဟုတ်ကဲ့မ မနဲ့အကိုနဲ့ကဒီဝင်းထဲမှာပဲနောက်ထပ်စိတ်ဝင်းစားဆိုတဲ့ဆိုင်လေးတခုမတို့ထပ်ဖွင့်မယ်ပေါ့နော်အဲ့ဒီဆိုင်လေးမှာသမီးကိုဦးစီးဖို့မတို့ကလွတ်မယ်အဲ့ဆိုသမီးအဆင်ပြေလား ဟုတ်ကဲ့မအဆင်ပြေပါတယ်မအဆင်ပြေပါတယ် အဲ့ဒါလေးမှခေါ်ပြောချင်တာသမီး ဟုတ်ကဲ့မဟုတ်ကဲ့မအဲ့ဆိုရင်လေးမဟို
ညီမအမကိုအကူအညီတစ်ခုလောက်တောင်းလို့ရမလား ဒီပြောလေသမီး ဟိုညီမအိပ်ဘက်ဆိုင်ကိုရောက်သွားရင်အမတို့ဒီဘက်ဆိုင်မှာလူလဲကားမှာဆိုလို့ညီမရဲ့တပည့်မလေးနုနုကိုအမတို့ဆိုင်မှာအလောက်ခံပေးလို့အဆင်ပြေမလား ဩရပါတယ်သမီးခန့်ပေးလို့ရတယ်နော် ဟုတ်ကဲ့မ ဟိုသူလာလျှောက်ရင်တော့သူ့တစ်ချက်တော့ပြောလိုက်ပေါ့သူများဆိုင်မှာသူလုံနေရင်တန်းလန်းဆိုတော့မတို့စိန်ဝင်ကမခန့်အောင်ပေါ့နော်ပြီးတော့မတို့စိန်ဝင်မှာလုံနေရင်လည်းသူများဆိုင်မှာတော့လုံလို့မရဘူးပေါ့အဲ့စကန်ချက်လေးကိုသူလိုက်နာနိုင်နေဆိုရင်တော့မခန့်ပေးလို့ရပါတယ်သမီးအဲ့ဒါလေးကိုသူ့ကိုတေချာအောင်နားလည်အောင်ပြောလိုက်ပေါ့နော်သူကလေးလက်ခံနေဆိုရင်တော့လာလျှောက်လို့ရပါတယ်သမီး ဟုတ်ကဲ့ပါမမပြောလိုက်ပါမယ်အမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်